အားလုံးမင်္ဂလာပါကျွန်တော်တပ်ပိုင်ပါ body combat ကို online ကနေရောအပြင်မှာပါ mental လုပ်ပေးနေတဲ့ group fitness coach တယောက်ပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့အခုနောက်ဆုံးထွက်လာတဲ့ body combat knee release 103ရဲ့ movement တွေကို sharing လုပ်ပေးချင်ပါတယ် body combat 103 track number 2 movement name jab jab cross step kick okay so ပုံမှန်တိုင်းပဲ combat stand ထားမယ်ညာဘက်6ရှေ့ထုတ်မယ်ခြေထောက်ကိုချဲထားမယ်ခန္ဓာကိုယ်အရှေ့ကိုနည်းနည်း lean in လုပ်ထားမယ်ရှေ့ကိုနည်းနည်းကိုင်းထားမယ်လက်သီးစုပ်ကတိချဆုပ်ထားမယ်တရောင်ကခန္ဓာကိုယ်ကိုကတ်ထားမယ် okay so အရှေ့တဲ့ကိုထုတ်မယ် jab jab cross okay so အဲ့ဒါဒီ first move jab jab cross step လုပ်တဲ့အချိန်မှာနောက်က6က tap လုပ်ပြီးတော့45 degree ကိုကန်မှာဖြစ်ပါတယ် so see 1 2 3 step kick okay go right left step kick okay so see right left step kick okay ရှစ်တဲ့ကကျွန်တော်တို့မျက်နှာမူထားပြီးတော့ကန်တဲ့အချိန်မှာဘေးကိုစောင်းပြီးတော့45 degree ကိုကန်မှာဖြစ်ပါတယ်နောက်6ကအရင် step လုပ်မယ်ပြီးရင်ရှေ့ထုတ်ထားတဲ့6နဲ့ကန်မှာဖြစ်ပါတယ် okay နောက်တစ်ခါတော့ပြန်ကြည့်ရအောင် right left step kick swing okay so see 1 2 kick swing okay so နောက်တစ်ခုအမှားများတာဗာလဲဆိုရင် jab so jab လုပ်တဲ့အချိန်မှာခန္ဓာကိုယ်ကိုအရှိမအတူလေးမလုပ်ဖ ೇನೆ ဘေးတိုက်ဒီလိုအတူလေးမလုပ်ဖ ೇನೆ အဆုံးကြီးပြန်သိမ်းမှာ jab ဒီမေးစီကြီးပြန်ကပ်ပြီး jab cross step kick okay so ရမလား so အားလုံးကျေးဇူးအများကြီးတင်ပါတယ်